grade 12မှာ tuition မယူဘဲနဲ့ guide တစ်မျိုးတည်းပဲယူလို့ရှိရင်အဆင်ပြေနိုင်မလားဒီမီကိုလေးရဲ့အဖြေကိုဒီနေ့ပြပြပေးချင်ပါတယ်ဆိုတော့အဓိကက grade 12မှာပေါ့နော် guide တွေ tuition တွေဆိုတာကပေါ့နော်ဒုတိယအနေနဲ့စဉ်းစားမယ့်အချက်ဖြစ်ပါတယ်ပထမဆုံးအရေးကြီးဆုံးကတော့ကျောင်းဖြစ်ပါတယ်ဆိုတော့အဓိကကိုပြောနေကြအတိုင်းပဲကျောင်းကိုရွေးတဲ့အခါမှာလဲကိုကတေချာတင်ပြပေးနိုင်မဲ့ private school လိုမျိုးဒါမှမဟုတ်လဲတခြားသောဒီ state school တွေပေါ့နော်ဒီလိုမျိုးကျောင်းတွေကိုတေချာရွေးချယ်နိုင်မှုအရင်အရေးကြီးရယ်ဆိုတော့ကျောင်းမကောင်းမဲနဲ့ကိုကကျောင်းကိုအားကိုးပြီးတော့မှသွားတဲ့ကလေးတွေရှိနေဆိုလို့ရှိရင်ဟိုထပ်ပြီးတော့ tuition တွေ guide တွေဆိုတာခေါ်ရမှာဖြစ်ပါတယ်ဆိုတော့ဟိုကျောင်းကောင်းတစ်ခုရှိပြီးသားကလေးတယောက်အတွက်ကတော့ tuition ကမလိုတော့ဘဲနဲ့ guide ကိုပဲခေါ်ပြီးတော့သွားတာကအဆင်ပြေနိုင်ပါတယ်တကယ်လို့ကိုယ့်ရဲ့ကျောင်းကဟိုတေချာပေါ့နော်တင်ရုံပြက်လည်းမတင်ဘူးကိုကလည်းနားမလည်ဘူးတင်ပေမဲ့လည်းကိုယ်တိုင်ကနားမလည်ဘူးပေါ့နော်အများနဲ့တင်ရတယ်ဖြစ်လို့ကြောင့်မလို့အဲ့လိုမျိုးကလေးတွေအတွက်ကြတော့ဟို guide ကိုမခေါ်သေးဘဲနဲ့ပေါ့နော် tuition တစ်ခုယူပြီးတော့မှပဲအချိန်ကြီးရှိနေပုံနေခဲ့သည်ဆိုတော့မှ guide ကိုခေါ်တာတော့ပိုကောင်းတယ်ပေါ့နော်ဟိုအဓိကကတော့ဟို tuition မယူဘဲနဲ့ guide ယူတဲ့ကလေးဟာဆိုလို့ရှိရင်ဒါကျောင်းကောင်းတက်တဲ့ကလေးတွေဖြစ်ပါတယ်ဆိုတော့ကျောင်းမကောင်းဟိုကိုကတိတ်ပြီးတော့ကျောင်းမှာနားမလည်တဲ့ကလေးဆိုလို့ရှိရင်တော့ guide ကိုတမ်းပြီးမခေါ်ဘဲနဲ့ tuition သဘောမျိုးယူပြီးတော့ပဲတကယ်လို့အချိန်ရတယ်ကိုကအဆင်ပြေသေးရဆိုလို့ရှိရင်တော့ guide ကိုထပ်ခေါ်ပါမဟုတ်ဘူးဆိုရင်တော့အချိန်မရှိဘူးကိုလည်းတိတ်ပြီးတော့မှအဆင်မပြေသေးဘူးဆိုရင်တော့ဒါကို self study ပြန်ပြီးတော့ကျောင်းက tuition ရအောင်ပြန်လောက်တာမျိုးလုပ်ပေးပါအဲ့လိုမျိုးလေးတခြားလေးသွားခြင်းတော့အဆင်ပြေမယ်လို့ကိုယ်ရင်းယုံကြည်ပါတယ်